ကထွက်တဲ့အနံ့တော့ကိုမနမ်းနိုင်ဘူးလားမနမ်းအနံ့မခံနိုင်ဘူးလားကိုဘာကိုနမ်းကြည့်လာအောင်ဆရာမနာဆရာမပြောမယ်ဆရာမနာလာလို့ရှိရင်နမ်းလားနမ်းလားနမ်းလားဆရာမနာနမ်းသလားဟောတော့နမ်းနေတဲ့ဒုက္ခနမ်းဘူးဟောတော့ဆရာမနာနမ်းနေတဲ့နမ်းမင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့ရွေးရရှင်မြန်မာ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါအောင်ရှင်အဲ့ဒါကိုပြောလေကိုကိုရှိရအနံ့ကိုကိုအသိဆုံးပဲနမ်းမှုနဲကိုနံ့ကိုနမ်းကြည့်လိုက်အမရေချိုးလာတဲ့သူတွေကတော့ချိုးလာတယ်ဆရာမကြည့်လိုက်လို့ကျွန်တော်ဟုတ်တယ်ရေးမတို့ထက်တာတော့ကိုခန့်မပြောကိုခန့်ရေမချိုးဖို့လားတိတယ်ဆရာမအဲ့ဒါကိုဆရာမပေါ့တက်ခွခြင်းဆရာမကလာပြီးတော့ဒီမှာအနားမှာနာပြီးတော့အားကြောင့်မသူ့ကိုပြောချင်တာအဓိကအမဲညဆော်မပြောတော့နဲ့တော်ပြီနောက်နေ့ကြလို့ရှိရင်မနဲ့မလုံးနဲ့ဆရာမဘာဖြစ်နေတယ်လို့ပြောလဲကောင်းကိုက်နေလို့ကောင်းကိုက်နေတယ်ဆိုဖဲဝေးမှနေလိုက်တော့ပြောနိုင်ကြလားဆရာမပြောရင်စကားပြောတခါတည်းနားထောင်ကောင်းသီစာဟိထိုင်လိုက်တော့ပြီးရင်ခိုင်မှာပြီးရင်ထိုင်လိုက်တော့ပြီးပြောနိုင်ကြလားညနေအောင်သူချောင်းကြည့်လိုက်ကိုခန့်ဗျာမလို့နဲ့အခုနေကြီးထမင်းပြန်စားမလားအိမ်မှာခဏနားပြီးရေမိုးချိုးပြီးပြီဆိုမှကျောင်းကိုထမင်းစားတောက်ပြီးပြန်လာခဲ့ကြလားနော်ကြားရနော်နောက်နေ့လေဆိုလို့ရှိရင်မနက်ခင်းမိုးလင်းလာရင်ညနာတစ်သွားတိုက်ရင်လည်းရေတခါတည်းချိုးကြားလားနော်တကိုယ်ရေတန့်ချင်းမှုဆိုတာရှိရတယ်ရုပ်ချောတာရုပ်လာတာပတ်စံရှိတာပတ်စံမရှိတာနဲ့မဆိုင်ဘူးနားထောင်ထားဒီမှာတော့ကြားနော်ကိုတတ်ရလေးနေဖို့ပြောနေတာကိုရှိကဘာအနှံ့မှမထွက်အောင်လို့ခေါနေရဆရာမအောက်ကနင်တို့ကခုံမော်ကနော်စကားပုံနဲ့နိုင်ပြီးပြောလာအောင်မယ်ဆရာမတော်ဒီမှာအောက်မှာလာထိုင်နေတာရေကြောပိုင်မျိုးထားဒီမှာပဲရေတော့ခေါင်းကိုက်လို့ငြိမ်နေပါဆိုလည်း